အားလုံးပဲမင်္ဂလာပါထိုင်းမြန်မာခေတ်သွားဝန်ဆောင်မှုကကိုရဲနာမည်ဖြစ်ပါတယ်နော်ဒါမြန်မာပြတ်တက်မဲ့ကျွန်တော်ရဲ့ဧည့်သည်လေးတွေဒီနေ့အိမ်မှာထမင်းကျွေးပြီးတော့ညနေကျရင်ပို့ပြီနော်လမ်းမအချိန်မကြာဘူးနော်မြန်မာပြတ်ထိုင်းသွားပြီးတော့လှုပ်တော့ချင်တဲ့ညီကောင်တော့မြန်မာကိုရဲနိုင်အောင်ဆက်တော်လာလို့ရတယ်နော်အပေါ်မှာလူကန်ရှိတယ်အတိမိတ်တွေရှိတယ်ဆိုလဲလူကန်ရှိတဲ့နေရာအတိမိတ်တွေရှိတဲ့နေရာကိုနေရာရောက်ပို့ပေးတယ်အပေါ်မှာလူကန်မရှိဘူးအတိမိတ်တွေမရှိဘူးကိုရဲနိုင်ရေးကျွန်တော်တို့ကျမတို့ကတော့အလုပ်ပါလုပ်ချင်တယ်အလုပ်ပါခါလေးသွင်းလို့ရလားဟုတ်ကဲ့အလုပ်ပါလုပ်ချင်တဲ့သူများတွေ့လဲကိုရဲနိုင်ဆက်ရုံအလုပ်ရုံနဲ့အရောက်အလုပ်ပါခါလေးပြီးသွင်းပေးရနော်မြန်မာပြည်မှာပတ်စံပြားချက်မှာကြိုပေးစရာမလိုပါဘူးအပေါ်ရောက်သွားမယ့်နေရာရောက်မှပတ်စံကိုရှင်းရပါတယ်နော်မြန်မာပြည်မိသည့်မြို့မဆိုကိုရဲနိုင်ကားစီစဉ်ပေးတယ်ကားကြိုပေးရနော်အခုက Messenger တွေမှာလာမေးနေလို့နော်73မင်းဆောင်တွေပြန်လို့ရတယ်ဟုတ်ကဲ့73မင်းဆောင်တွေအခုကပြန်မယ်ဆိုရင်ကိုရဲနိုင်ရှိမှာနော်ပြန်လို့ရတယ်နော်ကိုရဲနိုင်လန်ခီအားလုံးတောင်းဝင်ယူတယ်အမခံတယ်နော်73မင်းဆောင်တွေနော်ပြန်လို့ရပါတယ်73မင်းဆောင်တွေနော်ထိုင်ရရင်မြန်မာပြည်ပြန်ဆင်းနေတဲ့ညီကောင်မောင်နှမများလဲကိုရဲနိုင်နေ့စဉ်နေ့တိုင်းကားကြိုပေးတယ်နော်ထောက်တာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုရဲနိုင်ကြိုပေးတယ်နော်ထိုင်နိုင်ငံမြည်သည့်မြို့မဆိုအခန်းရှိသည့်ရောက်ကိုရဲနိုင်ကားလာကြိုပေးတယ်နော်မြောက်ပြီးရောက်လဲတွားမဲ့မြို့တွေကိုကိုရဲနိုင်ကားစီစဉ်ပေးတယ်နော်မြန်မာပြည်ကားတိုက်ရိုက်စီစဉ်ပေးတယ်နော်ငွေတွေပါလွှဲကျင်တယ်ဆိုရင်ကိုရဲနိုင်ရှိမှတစ်ခါလေးလွှဲလို့ရတယ်နော်